နှိမ့်ချောက်ကလေးတွေကိုလေ freckles လို့လည်းခေါ်ကြတယ်ပေါ့နော်ဒီနှိမ့်ချောက်ကလေးတွေကိုလေမမဲအကွက်ကလေးတွေနီနီညွညွအကွက်ကလေးတွေအနေနဲ့လေနေရောင်နဲ့ထိတွေ့အားများတဲ့နေရာတွေမှာတွေ့ရတယ်အသားဖြူရဲဆိုတော့အသားညိုရဲဆိုတော့လေနှိမ့်ချောက်ကလေးတွေဖြစ်နိုင်ပါတယ်ဒီ freckles လို့ခေါ်တဲ့နှိမ့်ချောက်ကလေးတွေဘာကြောင့်ဖြစ်လဲဆိုတော့လေဒီနေရောင်ခြည်တွေ UV rays တွေကဒီအရေပြားပေါ်မှာရှိတဲ့ melanocyte ဆိုတဲ့ cells လေးတွေကိုပေါ့နော်သွားစားတဲ့အခါမှာဆိုရင်ဒီ melanocyte တွေက melanin တွေကိုထုတ်တယ်ပေါ့နော်ဒီ melanin ဆိုတဲ့အမင်းရောင်ခြည်ပစ္စည်းလေးတွေအများကြီးထွက်လာတဲ့အခါမှာဆိုရင်လေဒီမမဲအဆက်အပြောက်ပေါ့နော်နှိမ့်ချောက်ကလေးတွေဖြစ်လာတာပေါ့နော်genetic လို့ခေါ်တဲ့လေမျိုးရိုးလိုက်ပြီးတော့လည်းနှိမ့်ချောက်ကလေးတွေဖြစ်နိုင်ပါတယ်ဥပမာကို့အဖေတွေအမေတွေမှာလေနှိမ့်ချောက်ဖြစ်တယ်ဆိုရင်ကို့မှာလည်းနှိမ့်ချောက်ဖြစ်ဖို့အလားအလာပို့ပြီးတော့များပါတယ်နှိမ့်ချောက်ကလေးတွေကိုလေaphylitis ရဲ့ solar lentican ရဲ့ဆိုပြီးတော့လေအကျဉ်းချင်းနှစ်မျိုးခွဲခြားထားတယ်ဒီ aphylitis ဆိုတဲ့နှိမ့်ချောက်ကလေးတွေကကြတော့လေကလေးလေးတွေမှာပို့ပြီးတော့တွေ့ရတာများတယ်ဒီနေရောင်နဲ့ထိတွေ့တဲ့နေရာတွေမှာဖြစ်တာပေါ့နော်ဒီမျက်နှာတွေလက်ပင်တွေပခုံးတွေလက်မောင်းတွေမှာတွေ့ရတယ်သူတို့တွေကလေ site တိတ်မကြည့်ဘူးပေါ့နော်နီနီခက်ညိုညိုလေးတွေအနေနဲ့တွေ့ရတယ်လူရသည်ဆိုရင်ပို့ပြီးတော့ဖြစ်တယ်ဆောင်းအသည်ဆိုရင်တော့ပြင်ပြောက်သွားတတ်တယ်ပေါ့နော်ဒီ aphylitis တွေကလေအသက်ရလာပြီဆိုရင်လည်းတဖြည်းဖြည်းနဲ့ပြင်ပြောက်သွားတတ်ပါတယ်solar lenticans ကကြတော့လေအသက်ကြီးတဲ့လူတွေမှာတွေ့ရတာများတယ်ပေါ့နော်အသက်40 50တွေမှာတွေ့ရတတ်တယ်သူကနေရောင်နဲ့ထိတွေ့တာအများများလို့ဖြစ်တာပေါ့နော်သူ့ကိုဝါချင်းချင်းအယောင်အနီရောင်အညူရောင်တွေအနေနဲ့တွေ့ရတယ်အဓိကသူကလေနေရောင်နဲ့ထိတွေ့တာများလို့ဖြစ်တာပေါ့နော်ဒီကြောတွေတို့ရင်ဘတ်တွေတို့မျက်နှာတွေတို့လက်မောင်းတွေတို့မှာတွေ့ရတတ်ပါတယ်နှိမ့်ချောက်လေးတွေကလေများသောအားဖြင့်ဆိုရင်အနေနဲ့မရှိဘူးပေါ့နော်လူကိုလည်းဒုက္ခမပေးဘူးကင်ဆာပြောင်းနိုင်တော့လည်းနေတယ်ဒါပေမဲ့ဒီနှိမ့်ချောက်ကလေးတွေကလေပုံစံတွေတို့အယောင်တွေတို့အရွယ်စားတွေပြောင်းလဲလာတာပဲဖြစ်ပေါ့နော်ဒီနှိမ့်ချောက်ကလေးတွေကနာနေရင်ပြီးရင်နောက်အနာတွေဖြစ်လာရင်ပြီးရင်နောက်ပြည်တွေတို့သွေးတွေတို့အရည်တွေတို့ဒါမျိုးတစ်ခုခုထွက်ရင်ပဲဖြစ်ပေါ့နော်ဒီနှိမ့်ချောက်ကလေးတွေကဘီနာအရည်ပြားထက်ကိုပို့ပြီးတော့ကြွတက်လာတာမျိုးအခုလေးဖြစ်လာမျိုးဆိုရင်တော့လေဆရာဝန်နဲ့ပြသဖို့လိုတယ်လိုအပ်ရင်ကင်ဆာဟုတ်မဟုတ်ပေါ့နော်အသားစားယူပြီးတော့စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်နှိမ့်ချောက်ကလေးတွေမဖြစ်အောင်လေပေါ့နော်ဖြစ်ပြီးသားနှိမ့်ချောက်ကလေးတွေလေတက်တာဖို့ဆိုရင်တော့အဓိကတော့နေရောင်နဲ့ထိတွေ့တာကိုတက်နိုင်သမျှရှောင်ဖို့လိုတယ်broad spectrum ဖြစ်တယ်ပေါ့နော် sun cream တွေတို့ SPF ပါတယ် lotion တွေတို့ဒါမျိုးလေးတွေကိုလိမ့်ပေးရမယ်နေအောင်နဲ့ထိတွေ့တာကိုတက်နိုင်သမျှနည်းအောင်လို့လေပြင်သွားမယ်ဆိုရင်ထီးတွေတို့အုတ်ထုပ်တွေတို့ဒါမျိုးလေးတွေဆောင်းပေးဖို့လိုတယ်ဒီနှိမ့်ချောက်ကလေးတွေကလေဖြစ်ပြီးသွားပြီဆိုရင်ကုရတာလည်းခက်တယ်ပေါ့နော်ပြီးရင်တော့အယုံဖြော့သွားအောင်ထပ်မတူလာအောင်ပဲကုလို့ရတာမဟုတ်လို့လေဒီနှိမ့်ချောက်ကလေးတွေကိုဖြစ်ပြီးမှကုရတဲ့ဆိုင်လေမဖြစ်ခင်ကတည်းကကြိုပြီးတော့ကာကွယ်ဖို့လိုပါတယ်ဒီ skin care တွေထဲမှာဆိုရင်လေက basic skin care တွေလုပ်တဲ့အပြင်ပေါ့နော်ဒီနှိမ့်ချောက်ကလေးတွေအကြောင်းဖြော့သွားအောင်ပြီးရင် skin tone လေးတက်အောင်ဆိုရင်လေFRA butane တို့ niacinamide တို့ vitamin C တို့ဒါမျိုးလေးတွေကိုထည့်သုံးပေးလို့ရပါတယ်လိန်ဆေးအနေနဲ့ကတော့လေဒီ hydroquinone တို့ acylic acid တို့ kojic acid တို့ retinol တို့ဒါမျိုးလိန်ဆေးတွေသုံးတာပေါ့နော်ဒီလိန်ဆေးလေးတွေကကြတော့သူက melanin ထုတ်နှုန်းကိုနည်းစေတယ်အားကြောင့်မလို့အမင်းဆက်တွေတို့နှိမ့်ချောက်တွေတို့တက်တာစီတာပေါ့နော်ဒီလိန်ဆေးတွေကလေအခက်မတင်အသားတွေညီတာတို့ပြီးရင်အဖက်တွေလန်တာတို့အသားတွေအရင်ခြောက်တာတို့ဒါမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့လေဆရာဝန်ညွှန်ကြားမှသာသုံးစီခြင်းပါတယ်ဆေးကန်းဒီမှာဆိုရင်တော့လေ treatment အနေနဲ့ကြတော့ဒီနှိမ့်ချောက်ကလေးတွေတက်တာဖို့လေစာပြစ်လို့ရတယ်ဒီ pico လေစာတို့ဂျူးဆွတ်လေစာတို့ဒါမျိုးလေစာတွေကိုသုံးပြီးတော့ကုတာပေါ့နော်ဒီလေစာပြစ်တာကလေမျက်နှာပေါ်မှာပြစ်တာဆိုတော့လေအခက်မသိရင်ပို့ပြီးတော့လောင်သွားတာတို့ပြီးရင်တော့ပို့ပြီးတော့မဲသွားတာတို့ဖြစ်တတ်တာမလို့လေအတွေ့အကြုံရှိတဲ့ဆရာဝန်စိတ်ချတဲ့ဆေးကန်းတွေမှာပဲလုပ်စီခြင်းပါတယ်chemical peeling treatment ကိုလည်းဒီနှိမ့်ချကုသတဲ့နေရာမှာအသုံးပြုကြရတယ်ပေါ့နော်ဒီ chemical peeling ဆိုတာကဒီ AHA BHA လို့ခေါ်တဲ့ acid အပျော်စားလေးတွေကိုသုံးပြီးတော့ကုသပေးတာပေါ့နော်ဒီ chemical peeling ကဆက်အဟောင်းလေးတွေဖယ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့လေဒီနှိမ့်ချကလေးတွေကိုအယောင်ဖြော့သွားစေတယ်ကြောက်ကွင်းစေတယ်ဒါအပြင်သူကဆက်အသစ်ထွက်အောင်လေပေါ့နော်လှုပ်ဆော်ပေးတဲ့အတွက်ကြောင့်မလို့လေအသားရည်ကိုကြည်စေတယ် skin tone ကိုလည်းတက်စေပါတယ်ဒီလောက်ဆိုရင်တော့လေဒီနှိမ့်ချောက်ကလေးတွေဘာကြောင့်ဖြစ်လဲဆိုတာရင်နှိမ့်ချောက်ကလေးတွေတက်တာအောင်ပြောက်ကင်းအောင်ပေါ့နော်ကုသမယ့်နည်းလမ်းလေးတွေကိုသိသွားကြပြီလို့ထင်ပါတယ်ချစ်ခင်ရတဲ့သူကျန်းမာချမ်းသာပြီးလှပခြင်းနဲ့ပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်